စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိသည့်ကျောက်ဖြူမြို့သို့မဟုတ်မြန်မာတရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအဓိကထိန်းချုပ်ရာနေရာကီလိုမီတာ800နီးပါးရှိလျားတဲ့မြန်မာတရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာရခိုင်ပြည်နယ်ရမ်းဗြဲကျွန်းမှစတင်ပြီးရေနံစိမ်းပိုက်လိုင်းကတော့မဒေးကျွန်းတွင်စတင်ကပိုက်လိုင်းကိုအဓိကထိန်းချုပ်ရာစခန်းတွေကတော့ကျောက်ဖြူမြို့မှာတည်ရှိပါတယ်။ကျောက်ဖြူမြို့မှလွဲပြီးရခိုင်ပြည်နယ်အတွင်းကပိုက်လိုင်းတည်ရှိရာနေရာအားလုံးကိုအာရခတပ်တော်တိုက်ခိုက်သိမ်းပိုက်ထားပေမဲ့ကျောက်ဖြူမြို့ကတော့စစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်လို့တရုတ်နိုင်ငံကိုရေနံနဲ့သဘာဝဓာတ်ငွေ့ပို့လွှတ်နေတဲ့အကျိုးအမြတ်တွေဟာစစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအောက်မှာသာရှိနေဆဲဖြစ်တယ်လို့ယူဆနိုင်ပါတယ်။ပိုက်လိုင်းဟာရခိုင်ပြည်နယ်ကျောက်ဖြူမှမကွေးနဲ့မန္တလေးတိုင်းဒေသကြီးတို့ကိုဖျက်ကာရှမ်းပြည်နယ်မြောက်ပိုင်းမှာတဆင့်တရုတ်နိုင်ငံကိုတွယ်တန်းထားတာဖြစ်ပြီးပိုက်လိုင်းကနေသဘာဝဓာတ်ငွေ့ထုတ်ယူနိုင်တဲ့စခန်းတွေကိုကျောက်ဖြူရေနံချောင်းတောင်သာမြို့နယ်နဲ့မန္တလေးတို့မှာထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။တရုတ်နိုင်ငံအထိတွယ်တန်းထားတဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ2013ခုနှစ်တွင်စတင်လည်ပတ်ခဲ့ပြီးတရုတ်နိုင်ငံကိုနေ့စဉ်သဘာဝဓာတ်ငွေ့တွေတင်ပို့ရောင်းချနေတာဖြစ်တယ်လို့စစ်ကောင်စီအတွက်လည်းအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီတဲ့နိုင်ငံခြားဝင်ငွေရရှိရာစီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီပိုက်လိုင်းစီမံကိန်းကိုတရုတ်အစိုးရပိုင် CNPC ကုမ္ပဏီနဲ့မြန်မာရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း NOGE တို့ကပါဝင်ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ပိုက်လိုင်းကြီးစတင်ရာကျောက်ဖြူမြို့တွင်ပင်လယ်ကမ်းခြေအောက်ကနေတွယ်တန်းထားပြီးရခိုင်ပြည်နယ်မှာပင်လယ်ရေအောက်နဲ့ကုန်းတွင်းပိုင်းနှစ်နေရာကိုဖျက်ဆီးတည်ဆောက်ထားတာဖြစ်ပါတယ်။အဲဒါကြောင့်ရခိုင်ပြည်နယ်မှာငါးဖမ်းလုပ်ငန်းနဲ့လယ်ယာစိုက်ပျိုးရေးနှစ်ခုစလုံးကိုထိခိုက်စေခဲ့တဲ့စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီပိုက်လိုင်းကြီးဟာမြန်မာနိုင်ငံမှတရုတ်နိုင်ငံအထိ981ကီလိုမီတာရှည်လျားကပိုက်လိုင်းနှစ်ခုအတွက်အနံပေ100ခန့်အသုံးပြုထားတဲ့ဧရာမပိုက်လိုင်းစီမံကိန်းတစ်ခုဖြစ်ပါတယ်။